ကြောက်စရာယုံနေလက်ထပ်ထားတဲ့တနာစရာကောင်းသောမျိုးသမီးအခုမြင်နေရတဲ့ Flasty Cadillac-Rossi ဆိုတဲ့မျိုးသမီးဟာအယုံနဲ့လက်ထပ်ပြီးတော့ပေါင်းသိနေတာပါသူမလက်ထပ်ထားတဲ့ဆိုတဲ့ရုပ်ကချစ်စရာကောင်းတဲ့အယုံမျိုးတော့မဟုတ်ပါဘူးအောင်မယုံမရှိဘဲနဲ့ပါစက်ထဲမှာသွေးတွေပေးနေတဲ့ပုံစံနဲ့တကယ့်ကိုကြောက်စရာဇွန်ဘီရုပ်ကြီးတစ်ရုပ်ပါဒီရုပ်ကိုကစားစရာကုမ္ပဏီတစ်ခုက Halloween တရေပွဲတော်အတွက်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်ဒါကိုဒီမျိုးသမီးဟာအင်တာနက်ပေါ်ကနေတစ်ဆင့်မြင်တွေ့ခဲ့တာပါအဲ့ချိန်မှာသူမရဲ့အသက်က10နှစ်ပဲရှိပါသေးတယ်ဒီရုပ်ကိုဝယ်ပေးဖို့သူမရဲ့မွေးစားဖခင်ကိုပူစာခဲ့ရာကျောင်းမှာအစင်တက်မှဝယ်ပေးမယ်ဆိုလို့စာကြိုးစားခဲ့ရသေးတယ်လို့အယုံနဲ့လက်ထပ်ထားတဲ့အမျိုးသမီးဟာပြောပြခဲ့ပါတယ်အိမ်နောက်မှာတော့3နှစ်ကြာမှာတော့ကျောင်းမှာဆင့်တက်လာတာကြောင့်သူမရဲ့မွေးစားဖခင်ဟာဒေါ်လာ400နဲ့ဒီကြောက်စရာဇွန်ဘီရုပ်ကိုဝယ်ပေးခဲ့တာပါသူမဟာဒီရုပ်ကိုကယ်လီလို့နာမည်ပေးပြီးနောက်ပိုင်းမှာတော့တကယ်သက်ရှိလူသားတယောက်လိုပြုမှုဆက်ဆံมาတော့တယ်ကယ်လီဆိုတဲ့ဒီဆိုမင်းရုပ်ဟာအမျိုးသမီးတုံဝိုင်းတယောက်ဖြစ်တယ်လို့လေသူမကဆိုပါတယ်ဒီဆိုမင်းရုပ်ဟာအများမြင်မှာအသက်မဲ့ရုပ်တရုပ်ဆိုပြီးမိသူမအတွက်တော့သက်ရှိဖော်မော်တယောက်ဖြစ်ပြီးတော့ဒီရုပ်ကစကားပြောတာကိုသူမခန်းစားရပါတယ်တဲ့သူမအသက်16နှစ်မှာတော့ဒီကြောက်စရာဇွန်ဘီရုပ်နဲ့မင်္ဂလာဆောင်တဲ့ပွဲစစ်ကိုခက်ခက်နနာကျင်းပခဲ့တာပါဒီဇိုမီယုံဟာသူမအတွက်ဖျားသခင်ဖန်ဆင်းထားတဲ့အဖော်မွန်ဖြစ်ပြီးတော့ဒီလိုလက်ထပ်နိုင်ခဲ့တဲ့အတွက်ဝမ်းသာပျော်ရွှင်နေကသူမရဲ့ဘဝတစ်လျှောက်လုံးကိုဒီဇိုမီယုံနဲ့တစ္ဆာရှိရှိဖြတ်သန်းသွားမယ်လို့ဆိုပါတယ်အမှန်တကယ်လေသူမဟာဒီဆိုမီယုံနဲ့တူနှစ်ပေါင်းများစွာတကယ်အသက်ရှိလင်းများစစ်တွေလိုဖြတ်သန်းနေတာပါသူမဒီဆိုမီယုံတွေအဝတ်စားတွေဝယ်ပေးတယ်အလားစင်နေစားတောက်ဆိုင်နေသွားရင်လေအမြင့်နှစ်ယောက်စာမှပြီးတော့အယုတ်ကိုရှေ့မှာချကအတူတူစားပါသေးတယ်ဆိုမီယုံနဲ့သူမဟာတတူးတောင်မှစင်တူထိုးထားတာပါသူမရဲ့ဒီလိုယူကြောက်ကြောင်နေတဲ့ပြစ်မှုတွေတွေ့သူတွေဟာသူမကိုစိတ်မှန်သူမဟုတ်ဘူးစိတ်ဝေဒနာရှင်တယောက်လိုဆွဆွဲကြပါတယ်ဒါပေမဲ့သူမကတော့ဒါကိုလက်မခံပါဘူးလူတွေဟာသူ့ကိုနားမလည်နိုင်တဲ့ကိစ္စတွေကိုရန်တမ်းဝေဖန်နေကြပါတယ်ကျမကယူနေတာမဟုတ်ပါဘူးဒါပေမဲ့တက်မဲ့ရုပ်ဆိုတာကိုကျမလေးသိပါတယ်ဒါပေမဲ့ဒီရုပ်တွေစီကပဲတာမန်သူတွေမပေးနိုင်တဲ့နှွေးထွေးတွေမြစ်တာတွေရှာပါတယ်ဒီရုပ်ကြောင့်ကျမဘဝအထိမကျန်တာပါကြောက်စရာကောင်းတဲ့ဇွန်ဘီရုပ်ကိုမှဆွဲလန်းနေတယ်ဆိုတာကကျမကဇွန်ဘီတွေရဲ့ပုံစံကိုသဘောကျလို့ပါဒီလိုကျမဘဝနဲ့ကျမနေတာကဘသူကောင်မှထိခိုက်နေတာမဟုတ်လို့ကိုယ့်ရဲ့ပုံစံတိုင်းပဲဆက်နေသွားမယ်လို့သူမကဆိုပါတယ်သူမရဲ့အိမ်မှာကယ်လီဆိုတဲ့ဇွန်ဘီရုပ်ပြင်အခြားနာမည်ပေးထားတဲ့ကြောက်စရာဇွန်ဘီရုပ်ကြီး3ရုပ်ရှိပါသေးတယ်တကယ်တော့ဒီမျိုးသမီးဟာယူနေတာမဟုတ်ပေမဲ့သူမဘွားရဲ့စိတ်တဲ့ကြစရာတွေကြောင့်ဒီလိုမျိုးကြောက်စရာကောင်းတဲ့ဇွန်ဘီရုပ်ကောင်မှဆွဲလန်းနေရတာပါသူမရဲ့မိဘရှင်တွေကငယ်စဉ်တွေကဆွပြစ်ခဲ့တာဖြစ်ပြီးတော့မွေးစားဖခင်စီမှာကြီးပြင်းလာခဲ့ရတာပဲဖြစ်ပါတယ်။သူမတည်တဲ့ရွယ်ရောက်လာချိန်မှာတော့မိဘမြတ်တာကိုတောင်းတတာကြောင့်သူမရဲ့မိဘအရင်ကိုရှာဖွေဆက်သွယ်ခဲ့ပေမဲ့မိဘရှင်တွေဟာသူမကိုခါခါတီးတီးညှင်းပယ်ခဲ့ပါတယ်။ဒါပြင်တဦးသေးသောတွေ့တာရမွေးစားဖခင်မှာဆုံးပါခွေလွန်သွားချိန်မှာတော့သူမရဲ့ဘဝမှာတွေ့တာစရာဘယ်သူမှမရှိတော့ဘူး။လောကကြီးထဲမှာတယောက်တည်းကျန်နေကြရတာပါ။ဒါကြောင့်လေဒီသက်မဲ့စုံမီရုပ်ကိုလက်ထက်ရင်သူမရဲ့ထိကျန်မှုနာကျင်မှုတန်တွေကိုဖြေဖြောင်းနေရရှာတာဖြစ်ပါတယ်။ဒီရုပ်တရားလူတွေလိုသူမအပေါ်ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘဲနဲ့တဘဝလုံးချစ်ချင်းမြတ်တာတွေပဲပေးလိမ့်မယ်လို့စုံမီရုပ်နဲ့လက်ထက်ထားတဲ့အမျိုးသမီးဟာပြောပြခဲ့ပါတယ်။